အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ငွေရနာဖြင့်လူဘဝကိုနင်းချပြီးဘာသာရေးမျက်နှာဖုံးစွတ်ထားသည့်ဂရိုနီတထေးကြီးဟန်ဆောင်မှုနှင့်ရုပ်မာမှုများမန္တလေးမြို့၏နာမည်ကြီးကုသိုလ်တော်ရိပ်သာတွင်တိမ်ပေါင်း9000ကျော်ကုန်ကြခံကဆက်လေးကားနှင့်အဆောက်အဦများကိုခမ်းနားထဲဝါစွာနှင့်လှူဒန်းပြလိုက်သည့်ဦးမျိုးတန်း၏အလှူပွဲတည်သည်လက်ရှိတွင်လူထုကြား၌ဟိုးလီတကြောကြောဝေဖန်မှုများမြင့်တက်နေပါသည်အပေါ်ယံကြည့်လျင်တရားထက်သန်သည့်အလှရှင်ကြီးအဖြစ်မြင်တွေ့ရတော့လေလက်တွေတွင်မူဤလိုသည်၎င်း၏အပုပ်နှံထွက်နေသောသတင်းဆိုးများနှင့်ခရိုနီဆန်သည့်ရုပ်မာမှုများကိုဘာသာရေးဖြင့်စေးကြောက်ရန်ကြိုးပမ်းသည့်အယုတ်ဆုံးအကြီးတန်းလာသောပြဆက်တစ်ခုသာဖြစ်ကြောင်းသတင်းရင်းမြစ်များကဖော်ထုတ်နေကြသည်အဓိကဟိုးလီတကြောဖြစ်နေသည့်အချက်မှာဦးမျိုးတန်သည်သမီးရွယ်များသာရှိသောမိမငယ်လေးတဦး၏ဘဝနှင့်လွတ်လပ်ခွင့်ကိုငွေကြေးအင်အားသုံးကပေါက်ယူခဲ့သည့်ကိစ္စပင်ဖြစ်သည်၎င်းသည်ခရိုနီတို့၏ထုံးစံအတိုင်းငွေရှိလျင်လူဘဝများကိုပါကြေးကြော်တပွဲဝယ်ယူ၍ရသည်ဟုမောက်မာစွာယူဆကာထိုမိမငယ်လေးအား၎င်း၏အလိုကျသိမ့်ပိုက်ခဲ့ုံများမကပဲမိမိ၏မျိုးဆက်ပြန့်ပွားလိုသောအတ္တတစ်ခုတည်းအတွက်ကလေးနှစ်ဦးကိုအတင်းကျပ်မွေးဖွားခိုင်းခဲ့သည့်အထိလူသားချင်းစာနာမှုကင်းမဲ့စွာပြုမှုခဲ့သူဖြစ်သည်ဤလောက်ရသည်အမျိုးသမီးငယ်တဦး၏ဘဝကိုတန်ဖိုးမထားပေခလေးမွေးပေးသည့်ဆက်ရုပ်တပွဲသဘောထားကအာနာပြအကြက်ကင်ခဲ့သည့်တပ်သေးပင်ဖြစ်တော်သည်ယခုကဲ့သို့ခလေးများ၏တနှစ်ပြည့်မွေးနေ့ကိုအကြောင်းပြကာတိမ်မောင်းထောင်စီ၍အလှူဒန်းများဇက်တိုက်ပြုလုပ်ပြနေခြင်းမှာလေခိုင်လုံသောအကြောင်းပြချက်ရှိနေပါသည်၎င်းကျွလွန်ထားသည့်လူမှုရေးဆိုင်ရာဖောက်ပြန်မှုများအမျိုးသမီးငယ်ပေါ်ဖိနှိပ်ချုပ်ချယ်မှုများနှင့်လူအများကြားတွင်ပြန့်နှံ့နေသည့်မကောင်းသတင်းများကိုလူထုမျက်စိမှကွယ်ပြောက်စေရန်ပုံရိပ်ကောင်းတိဆောက်ခြင်းနည်းဗျူဟာကိုအတောင်းချခြင်းဖြစ်သည်လူအများရှိတွင်သဘောမနှောကောင်းတရားမိသားစုအပေါ်ကျင့်နာတရားဟန်ဆောင်ကဓာတ်ပုံများရိုက်ကူးပြသနေခြင်းမှာ၎င်း၏အတွင်းတရုပ်မှန်ဖြစ်သောရုံညံ့သည့်စိတ်ဓာတ်ကိုသူတော်ကောင်းမျက်နှာဖုံးဆွ၍ဖုံးကွယ်ထားခြင်းသာဖြစ်ပါသည်ဂရိုနီတို့၏တဘာဝအတိုင်းအာနာရှိသူများနှင့်ပနံတင်ကရရှိလာသည့်ဓနဥစ္စာများကိုအသုံးချပြီးမိမိကိုမိမိအများကျိုးပြုပုဂ္ဂိုလ်တို့အဖြစ်ဟန်ဆောင်နေတော်လဲပဲအတွင်းတည်များကမူဤဒီမှာငွေရှိန်အာနာရှိန်ဖြင့်တပားသူ၏ဘဝကိုနင်းချပြီးမှပြန်လည်လှုပ်ဆောင်ပြသည့်ဟန်ပြဒါနတစ်ခုဖြစ်ကာယွန်းရှာပွဲရှုမြင်နေကြပါသည်တာမန်လူတချို့က၎င်း၏ရဲ့ရောမှုကိုကြည့်ကာအထင်ကြီးလွဲမှားနေကြတော့လေရင်းမှာအမှန်တရားကိုမသိနားမလဲပဲအပေါ်ယံပုံရိပ်ကိုသာမြင်တွေ့နေရခြင်းဖြစ်သည်မိမြပင်ဖျားเจ้าကံများတွင်အဆောက်အဦများဆောက်လုပ်လှူဒန်းပြီးခမ်းနားသောပွဲလမ်းများကျင်းပပါစေအခြေခံလူခွင့်ရည်နှင့်ဘဝတစ်ခုကိုဖျက်ဆီးထားသည့်မောက်မာမှုများမှာတမိုင်းတွင်ဖြတ်မရသည့်အမဲဆက်များဖြင့်ကြန့်ရှိနေမည်ဖြစ်ပြီးမြည်သည့်အလှူဒန်းကမှထိုပုံနှံများကိုဖုံးကွယ်ပေးနိုင်မည်မဟုတ်ပါ